လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်အဖွဲ့ JCC နဲ့ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီးလွှတ်တော်ကိုယ်စားလှယ်များစွမ်းရည်မြင့်တင်ရေးအတွက်နိုင်ငံတော်၏ပညာရေးကဏ္ဍမြင့်တင်ရေးဆိုင်ရာဆောင်ရွက်ချက်များအားပညာရေးဝန်ကြီးဌာနကရှင်းလင်းတင်ပြခြင်းအခမ်းအနားကိုဇူလိုင်လ15ရက်နေ့မှာနေပြည်တော်ရှိလွှတ်တော်အဆောက်အုံတပင်ဆောင်ခမ်းမမှာကျင်းပရာပြည်ထောင်စုလွှတ်တော်နိုင်ရကဦးအောင်လင်းတွေကကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံမဆိုရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်လိုပါကလူသားအရင်းမြစ်ဖွံ့ဖြိုးရန်လိုအပ်ကြောင်းလူသားအရင်းမြစ်ကိုပြိုးထောင်ပေးနေတဲ့နည်းလမ်းဟာပညာရေးကဏ္ဍကိုမြင့်တင်ခြင်းဖြစ်ကြောင်းပညာရေးဟာလူတဦးချင်းစီရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက်သာမကတနိုင်ငံလုံးရဲ့စီးပွားရေးလူမှုရေးနဲ့လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးစင်ရဲမွဲတေမှုလျှော့ချရေးဒီမိုကရေစီနဲ့လူမှုရေးတရားမျှတမှုနည်းပညာခေတ်နဲ့လိုက်လျောညီထွေဖြစ်မှုစတဲ့ဒီကနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများကိုရင်ဆိုင်နိုင်ရေးအတွက်အလွန်ပင်အရေးပါကြောင်းဒါကြောင့်ပညာရေးကဏ္ဍမြင့်တင်ရေးဟာအနာဂတ်နိုင်ငံတော်အတွက်တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်းပညာရေးဟာနိုင်ငံတစ်နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ဖြစ်ကြောင်းဖွံ့ဖြိုးဆဲနိုင်ငံနဲ့ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့အခြားမှာပညာရေးရဲ့ကွာဟမှုမြင့်မားခြင်းကိုတွေ့ရမှာဖြစ်ကြောင်းအထူးသဖြင့်တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်များဟာစာသင်ခန်းများအတွင်းမှထွက်ပေါ်လာခြင်းဖြစ်ကြောင်းဒါကြောင့်အမျှော်မြင်ကြီးမားတဲ့နိုင်ငံခေါင်းဆောင်တိုင်းဟာပညာရေးကဏ္ဍတိုးတက်အောင်အဖက်ဖက်ကအားပေးဆောင်ရွက်လျက်ရှိကြောင်းကိုယ်စားလှယ်များအနေဖြင့်ဒီကနေ့ပညာရေးကဏ္ဍမြင့်တင်ရေးနဲ့ဆက်လင်းတဲ့ဆွေးနွေးပွဲမှာရရှိလာမယ့်အသိပညာဗဟုသုတများကိုမိမိတို့ရဲ့သက်ဆိုင်ရာမဲဆန္ဒနယ်များမှာအကျိုးရှိစွာပြန်လည်အသုံးချပေးနိုင်ငံနဲ့ပြည်သူကအားကိုးအားထားပြုရတဲ့အရေးချင်းပြေဝတဲ့ကိုယ်စားလှယ်များဖြစ်အောင်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါရန်တိုက်တွန်းပြောကြားပါတယ်အဲဒီနောက်ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာစောမြင့်ကနိုင်ငံတော်ရေးပညာရေးကဏ္ဍမြင့်တင်ရေးဆိုင်ရာဆောင်ရွက်ချက်များနဲ့ဆက်လင်းပြီး၎င်းပညာရေးသင်ယူမှုအခွင့်အလမ်းဖွင့်တက္ကသိုလ် Open University ဘဝတသက်တာလေးလာသင်ယူနိုင်မှုမြင့်တင်ရေးကျောင်းသားဗဟိုပြုလေးလာသင်ယူမှုအပေါ်အလေးထားဆောင်ရွက်ရေးအပြန်အလှန်သင်ကြားသင်ယူမှုဆရာဆရာမများစွမ်းရည်မြင့်မားရေးပညာရေးဝန်ထမ်းများအားခံစား권ချီးမြှင့်ခြင်း AI+ ပညာရေးပေါင်းဆက်အသုံးချမှုအနာဂတ်မြမပညာရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနဲ့ဆက်လင်းပြီး၎င်းရှင်းလင်းတင်ပြပါသည်။အဲဒီနောက်လွှတ်တော်ကိုယ်စားလှယ်များကမြမပညာရေးကဏ္ဍအဆင့်မြင့်တင်ရေးအတွက်ဆောင်ရွက်တဲ့အချက်များနဲ့ဆက်လင်းပြီးဆွေးနွေးအကြံပြုခြင်းများကိုဆောင်ရွက်ခဲ့ပြီးဒုတိယဝန်ကြီးကပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။